ငါမင်းကိုစိတ်ဝင်စားတယ်ဒါလေးကိုတူတူရေးကြည့်ကြရအောင်စိတ်ဝင်စားတာကို interested in someone ကိုမသုံးဘဲနဲ့ be into someone ဒါလေးကိုသုံးလို့ရတယ် be ဆိုတာ verb to be ကိုပြောတာ verb to be က am is are am သုံးမလား is သုံးမလား are သုံးမလားဆိုတာ subject ကိုတစ်ချက်ကြည့်ရတယ် KOB ဒါလေးကိုအတူတူရေးကြည့်ကြမယ်အရင်ဆုံးစာကြောင်းရဲ့အစမှာ subject ရှိမယ်ငါတို့ကျွန်တော်ကျမတို့ဆိုရင် I ဒါက subject ပြီးရင် verb လာမယ် I ဆိုတော့ am နဲ့တွဲသုံးပေးရမယ် I am ကျွန်တော်ဖြစ်တယ်။ဖြစ်တာလဲမင်းကိုစိတ်ဝင်စားတယ်ဆိုတော့ into you I'm into you ငါမင်းကိုစိတ်ဝင်စားတယ်ဥပမာကျွန်တော်ဆရာကိုစိတ်ဝင်စားတယ်ဆိုရင် you နေရာမှာ my teacher ဖြစ်သွားမယ်အဲ့တော့ I am into my teacher အကယ်၍များသူကမင်းကိုစိတ်ဝင်စားတယ်ဆိုရင်သူဆိုတော့ I နေရာမှာ he ဖြစ်သွားမယ် he ဆိုတော့ am ကိုသုံးလို့ရသေးလားမရတော့ဘူး he ဆိုတော့ I as its ကိုသုံးပေးရမယ်ကျန်တာကဒီတိုင်းပူရေးရုံပဲ he is into you သူကမင်းကိုစိတ်ဝင်စားတယ်အဲ့တော့ be into something သူ့ရဲ့အဓိပ္ပာယ်က really like ဒါမှမဟုတ်ရင် really love ဒါမှမဟုတ်ရင် very interested in ခုကိုစိတ်ပြင်းပြတာစိတ်အားထက်သန်တာဆိုလို့ရှိရင် be into ကိုသုံးလို့ရတယ်ဒီနေရာမှာ I love you နဲ့ I am into you သူတို့နှစ်ခုကခက်ဆင်ဆင်တူတယ် I love you ကြတော့အရန်ကြီးတိုက်ရိုက်ကြီးတဲ့သူဆန်နဲ့ strong ဖြစ်တယ်I am into you ကြတော့ more casual ပပယနေ့ခေတ်လူငယ်တွေသုံးတတ်တဲ့အသုံးလုံးလေးဖြစ်တယ်။တနည်းအားဖြင့်ပြောရမယ်ဆိုရင် I really like you နဲ့တူတယ်။ကဲနားလည်မယ်လို့မျှော်လင့်ပါတယ်။ဒါလေးနားလည်တယ်ဆိုလို့ရှိရင်ငါမင်းကိုစိတ်မဝင်စားဘူး။ဒါလေးကို comment မှာရေးပေးခဲ့ကြည့်နော်။ Thank you